တို့ Mobile Legends နဲ့ Street Fighter တို့ Call of Duty တဲ့စကယ်တွေဘယ်လိုကိုဆင်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ဗျ။9လပိုင်း3ရက်နေ့မှာတော့ Wiki Pack 4ရက်ထည့်ပြီးတော့ကျွန်တော်တစ်ချိန်လှည့်ရပါတယ်ဗျ။ Total တစ်ချိန်နဲ့ Diamond 315လုံးချက်ရှိနေအောင်ပါဗျ။9လပိုင်း4ရက်နေ့ရပြီးတော့9ရက်နေ့ထိကိုလည်းတစ်ချိန်စီလှည့်သွားပြီးတော့ Total draw နေရတော့9ချိန်ဖြစ်သွားပါမယ်ဗျ။ Brother တို့ရှိမှာချက်ရှိနေမဲ့ Diamond က285လုံးချက်ရှိနေအောင်ပါဗျ။9လပိုင်း10ရက်နေ့မှာတော့ Phase 1ကြီးရောက်ရှိလာပြီးတော့ Wiki Pack 3ပတ်နဲ့ Diamond 192လုံးထည့်ရပါမယ်ဗျ။အဲ့တော့အဲ့ဒီမှာပဲတစ်ချိန်လှည့်ပြီးတော့ Total draw နေရတော့10ချိန်ဖြစ်သွားပါမယ်ဗျ။ Brother စီမှာချက်ရှိနေမဲ့ Diamond က692လုံးချက်ရှိနေအောင်ပါဖြစ်ပါတယ်ဗျ။9လပိုင်း17ရက်နေ့ရပြီးတော့13ရက်နေ့ထိကိုလည်း1 draw လှည့်ပြီးတော့ Total draw နေရတော့17ချိန်ဖြစ်သွားပါမယ်ဗျ။ Brother စီမှာချက်ရှိနေမဲ့ Diamond က698လုံးချက်ရှိနေအောင်ပါဗျ။9လပိုင်း14ရက်နေ့မှာတော့ကျွန်တော်ရဲ့ Phase 1ကြီးကုန်ဆုံးတော့မှာဆိုတော့ Diamond Mission လေးပြီးအောင်နောက်ထပ်4ချိန်ထပ်လိုက်ပါမယ်ဗျ။အဲ့မှာ Free Token အခု30ယူပြီးတော့ထပ်ပေါင်းလိုက်မယ်ဆိုရင်45ချိန်ဖြစ်သွားပါမယ်ဗျ။ Browser စီမှာ Diamond ကတော့912လုံးချက်ရှိနေအောင်ပါဗျ။9လပိုင်း15 16မှာလည်းကျွန်တော်တစ်ချိန်လှည့်ပြီးတော့ Total draw နေရတော့48ချိန်ဖြစ်သွားပါဗျ။ Browser စီမှာချက်ရှိမဲ့ Diamond က902လုံးချက်ရှိနေအောင်ပါဖြစ်ပါဗျ။9လပိုင်း18ရက်နေ့မှာတော့ Wiki Pack 3ပတ်နဲ့259လုံး Diamond ထည့်ရပါမယ်ဗျ။ Phase 2ရောက်ရှိလာပြီဆိုတော့เนาะအဲ့တော့အဲ့ဒီမှာပဲ1 draw တစ်ချိန်လှည့်မယ်ပြီးရင်48ချိန်ဖြစ်သွားပါမယ်ဗျ။ Total ကတော့เนาะ994လုံး Diamond ကတော့ချက်ရှိနေအောင်ပါပဲဖြစ်ပါတယ်18 19 20မှာလည်းကျွန်တော်တို့တစ်ချိန်စီပဲထည့်လဲသွားပါမယ်ဗျ။ Total draw နေရတော့50ချိန်ဖြစ်သွားပြီ Diamond ကတော့989လုံးချက်ရှိနေအောင်ပါဖြစ်ပါတယ်ဗျ။9လပိုင်း21ရက်နေ့မှာတော့ Phase 2ပုံစံတော့မှာဆိုတော့ Diamond Mission လေးပြီးတော့4ချိန်ထပ်လိုက်ရပါတယ်ဗျ။အဲ့မှာ Free Token 29ခုယူပြီးတော့ထပ်ပေါင်းလိုက်မယ်ဆိုရင်84ချိန်ဖြစ်သွားပါမယ်ဗျ။ Browser စီမှာချက်ရှိနေမဲ့ Diamond က824လုံးချက်ရှိနေအောင်ပါဖြစ်ပါတယ်ဗျ။9လပိုင်း22ရက်နေ့ရပြီးတော့8လပိုင်း15ရက်နေ့ထိကိုလည်းတစ်ချိန်စီပဲထပ်လိုက်ပါပါဗျ။အဲ့မှာ Total အားလုံးပေါင်း109ချိန်ဖြစ်သွားပြီးတော့ Browser စီမှာ Diamond က699လုံးချက်ရှိနေအောင်ပါဖြစ်ပါတယ်ဗျ။8လပိုင်း16ရက်နေ့မှာတော့ကျွန်တော်တို့17ချိန်လှည့်သွားပါဗျ။ Daily 1 draw နဲ့10% Dan draw လှည့်ပေးရမှာဗျ။အဲ့မှာ Total draw 120ဖြစ်သွားပြီးတော့ Diamond 224လုံးချက်ရှိနေအောင်ပါဗျ။အချိန်120ဆိုလို့ရှိရင် Street Fighter စကင်တစ်ကောင်တော့ရရှိမှာဖြစ်ပါတယ်။ Street Fighter စကင်ကိုတသိန်းမပြည့်ဘဲနဲ့ရရှိသွားမှာဖြစ်ပါတယ်တစ်ကောင်ပေါ့နော်။ Diamond ထည့်ခြင်းနဲ့ဒီကိုအတွက်ကျွန်တော် channel မှာလည်းလာရောက်အားပေးလို့ရပါတယ်ဗျ။မနက်10:00နာရီရပြီလို့ည12:00နာရီထိစိတ်ချလာဝယ်လို့ရပါတယ်